အခုအကြတော့စိတ်ကဒီပင်မနေတဲ့ခန္ဓာကိုယ်နဲ့ရံမဖြစ်ဖို့ fight မလုပ်ဖို့ fight လုပ်မဲ့စားသူ့ကိုမိခင်လို့ဝိဖက်ပြီးတော့အားပေးဖို့ပင်မနာနားလဲတယ်ပင်မနေသလားပင်မနာနားလဲတယ်အဲ့ဒီမေတ္တာစိတ်လေးနဲ့ဝင်နေထွက်လေရှုခေါင်းကိုက်တယ်ဆိုရင်ခေါင်းကိုက်နေသလားခေါင်းကိုက်တာလေးကိုကြည့်ပြီးတော့ခေါင်းကိုက်တာပျောက်သွားအောင်ဆိုပြီးတော့ဟိုခေါင်းကိုက်တာကိုမောင်းထုတ်တဲ့စိတ်ဖြစ်ရင်အဲ့ညမှာခေါင်းကိုက်တာနဲ့ရံဖြစ်နေတယ်အဲ့လိုမဟုတ်နဲ့ခေါင်းကိုက်တာကိုလက်ခံတဲ့စိတ်တရားမှတ်တယ်ဆိုတာလက်ခံတာကိုပြောတယ်ဒေါသဖြစ်တဲ့မှတ်ဆိုအဲ့ဒါလက်ခံတာကိုပြောတယ်အဲ့တော့ဒါလည်းပဲခေါင်းကိုက်တာကိုမှတ်ခိုင်းခေါင်းကိုက်နေတယ်ခေါင်းကိုက်နေတယ်ခေါင်းကိုက်လက်ခံခိုင်းတယ်ဒီလက်ခံတဲ့နေရာမှာရိုးရိုးအမှတ်နဲ့လက်ခံတာမဟုတ်ပဲနဲ့ဂယုဏဆိုတဲ့ compassion နဲ့လက်ခံဖို့အဲ့ဒါလေး